Apple TV ကို iPhone နဲ့ wireless ချိတ်ပြီးတော့အသုံးပြုမလား Apple TV ကို PS5 controller နဲ့ချိတ်ပြီးတော့ game ဆော့မလား Apple TV ကို iPhone နဲ့ remote ပုံစံမျိုးအသုံးပြုမလားApple TV မှာ original remote တစ်လုံးပါတယ်ခင်ဗျဒီ remote ကတော့ကျွန်တော် USB-C နဲ့အားသွင်းရမှာဖြစ်ပါတယ် Apple TV ကို iPhone နဲ့ remote ပုံစံမျိုးအသုံးပြုမယ်ဆိုရင် iPhone မှာ original ပါပေးသားဖြစ်တဲ့ control center ထဲမှာကျွန်တော် remote တစ်ခုရှိပါတယ်ခင်ဗျဒါလေးကိုဖွင့်ပြီးတော့လည်းကျွန်တော်ဒီကနေပြီးတော့ကျွန်တော် Apple TV ကိုပိတ်အဖွင့်လုပ်လို့ရပါတယ် Apple TV မှာကျွန်တော် Play Store တစ်ခုပါတယ်ခင်ဗျဒီ Play Store ကတော့ကျွန်တော်တို့ iPhone မှာအသုံးပြုလို့ပုံစံမျိုးအတိုင်းကျွန်တော်တို့ application တွေကိုကျွန်တော် download ဆွဲပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ် iPhone မှာပါတဲ့ Play Store ကတော့ကျွန်တော်တို့ software တွေအဲ့လောက်မစိုးဘူးခင်ဗျနောက်တစ်ခုက Apple TV ကိုကျွန်တော် iPhone နဲ့ wireless ချိတ်လို့လည်းရပါသေးတယ်ခင်ဗျဒီကနေဖွင့်လိုက်မယ်ဆိုရင်ကျွန်တော် Apple TV နဲ့ iPhone နဲ့ချိတ်အောင်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီကနေလည်း YouTube ကနေကျွန်တော်ဒီကနေ YouTube ကြည့်လို့လည်းရတယ်ခင်ဗျဒီကနေ YouTube ဓာတ်ရိုက်ကြည့်လို့ရသလို Apple TV မှာပါတဲ့ YouTube application အနေနဲ့ကျွန်တော်တို့ကြည့်လို့ရတာဖြစ်ပါတယ် Apple TV ကိုကျွန်တော် PS5 controller နဲ့လည်းချိတ်ပြီးတော့ game ဆော့လို့ရပါတယ်ခင်ဗျ Air TV အဟောင်းမှာ Apple TV ကိုအသုံးပြုချင်လို့ရှိရင် Air TV အဟောင်းမှာ HDMI အပေါက်တစ်ခုပါလို့ရှိရင်ကျွန်တော်အသုံးပြုလို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ